ပညာဘုပိတက္ကသိုလ်မြန်မာတို့ခေါ်တဲ့အခါကျတော့ပညာဘုပိတက္ကသိုလ်ပါဠိဘာသာနဲ့သုံးတဲ့အခါကျတော့ပညာဘုပိဝိသိထမဟာဝိဇ္ဇာတရားဘာဖြစ်လို့ဒီဟာကိုသုံးရတယ်လဲလို့ဆိုတက္ကသီလဆိုတဲ့နာမည်ကမြို့ရဲ့နာမည်ဖြစ်တယ်ဗမာလူတက္ကသိုလ်လို့ခေါ်ပြီးပဲလို့ဒီတက္ကသီလဆိုမြို့နာမည်ဖြစ်တယ်ဒါကြောင့်မို့လို့တခြားနိုင်ငံတွေမှာတက္ကသိုလ်လို့ခေါ်တဲ့စကားကဝိစွာမဟာဝိချယတရားအိန္ဒိယနိုင်ငံမှာဆိုဝိစွာဆိုတာဝိတုကမအတားတယ်ဝိစွာတပ္ပဆိုတဲ့အဓိပ္ပာယ်ရတယ်ဝိစွာမဟာဝိဓာတရားအိန္ဒိယနိုင်ငံမှာတက္ကသိုလ်ပဲလို့သုံးတယ်အဲ့တော့ဒီမှာကျတော့ဝိစွာရဲ့အဓိပ္ပာယ်ကပညာရဲ့အလုံးလို့ဆိုလို့တယ်ဒီတက္ကသိုလ်ကတော့ပညာရဲ့အလုံးဆိုတာတဲ့မြတ်စွာဘုရားဟောတဲ့အထက်ကပါဠိဘာသာနဲ့မြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေကိုဥတည်ထားတာဖြစ်တော့ကြောင့်ဝိတဝိစွာဆိုတဲ့ဝိတဆိုတဲ့စကားလုံးကိုမသုံးတော့ပဲနဲ့ဝိသိထအထူးပြုတဲ့ပညာအတတ်ပညာများရဲ့တရားလို့အဲ့တော့ပါဠိဘာသာနဲ့ရေးသားတဲ့အခါမှာပညာပုပြီးဝိသိထမဟာဝိဇ္ဇာတရားဒါပါဠိဘာသာနဲ့ခေါ်တဲ့အခါသူခေါ်ဖို့နောက်အင်္ဂလိပ်လိုအသုံးကြတဲ့အခါကျတော့ပညာကိုအင်္ဂလိပ်လို wisdom လို့သုံးတယ်ပုပြီးကတော့ land ပညာရဲ့တရားဒါကြောင့်မို့ University of Wisdom Land ဒီနာမည်ကိုသုံးအဲ့တော့ဒီနာမည်ကဒီတက္ကသိုလ်ရည်ညွှန်းတဲ့စကားလုံးတွေမြန်မာတို့သုံးလို့ရှိရင်ပညာဘုပိတက္ကသိုလ်ပါဠိလိုသုံးမယ်ဆိုရင်ပညာဘုပိဝိသိထမဟာဝိဇ္ဇာတရားအင်္ဂလိပ်ဘာသာနဲ့သုံးလို့ရှိရင် University of Wisdom Land ဒါမဲ့အသုံးပေါ့အဲ့ဒီမှာဘာဖြစ်လို့ဘယ်လိုရည်ရွယ်ချက်နဲ့ဒီတက္ကသိုလ်ရဲ့ရည်ရွယ်ချက်ကမြန်မာနိုင်ငံမှာထွန်းကားပြီးသားဖြစ်တဲ့ဒီတက္ကသိုလ်ပညာရပ်များအဓိက